မနက်စာစားခြင်းကျွန်တော်နနက်ခင်းများမှာလက်ဖက်ရည်ခွက်များတလိပြီးတလိသောစီကရက်များလိုက်ဖမ်းနေရတဲ့အတွေးစာများမှုတ်ထုတ်လိုက်ရတဲ့မျောလေးချက်များပြာချွေသလိုအတောက်လိုက်ကျွေးတဲ့စိတ်ကူးများအဆမရှိတဲ့စကားသံများထိုင်ကုန်ပြောင်းထိုင်ရုံနဲ့မကောင်းနိုင်တဲ့ခံစားမှုများရေတွေအိုးများခဏလေးပူးပြီးပြန်အေးသွားတဲ့ကျွန်တော်ပူပန်မှုများအလော30ပြောမိတဲ့စကားလုံးများတကူကူကိုစောင့်နေမိခြင်းများဘာဆိုဘာမှမရလိုက်ခြင်းများထပြန်လိုက်တာကောင်းပါပဲဘယ်ကိုရောက်မှမသိခြင်းများအချိန်ဖြုံးတယ်လို့ယူဆရင်လည်းရပါတယ်ပစံရှင်းပြီးထပြန်ရုံနဲ့တော့အိမ်ကိုပြန်မရောက်နိုင်ခြင်းဟာကျွန်တော်အသေးချာစားသုံးခဲ့ရတဲ့တခုတည်းသောမနက်စာပါပဲခေါနီ